บทที่7ภาษาคุงภาษานัมปะคุงมาဒီမှာชูใจနဲ့မာနီကိုတွေ့မယ်ပေါ့နော်ပထမတစ်ခုชูใจဆိုတာကဒီမိန်းကလေးသူ့နာမည်ကชูใจกำมือกออำกำมออือมือกำมือဆိုတာကဒီလိုမျိုးလက်ဆုပ်ထားတာကိုလက်တီးဆုပ်ထားတာပေါ့နော်กำมือလက်တီးဆုပ်ထားတယ်ชูใจကชูใจกำอะไรในมือชูใจကလက်ထဲမှာပါဆုပ်ကင်ထားတာလေအထဲမှာတစ်ခုတော့ရှိရပေါ့နော်ชูใจกำอะไรในมือမာနီကအင်ဂျီအနေနဲ့တယောက်ခေါ်ดูခေါ်ဆိုတာကတောင်းဆိုတယ်ดูကကြည့်တယ်ခေါ်ดูကြည့်ဖို့တောင်းတယ်ပေါကြည့်ဖို့လဲมือလက်ชูใจมือชูใจဆိုရင်ชูใจရဲ့လက်မာနီခေါ်ดูมือชูใจမာနီကชูใจရဲ့လက်ကိုကြည့်ဖို့တောင်းတယ်มีမော်အီမီရှိတယ်มีอะไรဆိုရင်ပါရှိတယ်လဲในมือชูใจရဲ့လက်ထဲမှာပါရှိတယ်လဲมีอะไรในมือชูใจแบมือบอแบมออือมือแบมือဆိုတာကလက်ဖြန့်တယ်ชูใจแบมือชูใจကလက်ဖြန့်လိုက်တယ်မာနီလဲดูဆိုတာကကြည့်လိုက်တယ်ပေါ့နော်มือชูใจရဲ့လက်ကိုအဲ့ဆိုဒီภาษาတစ်ခုလုံးရဲ့အတိတ်ပဲကชูใจကလက်ဆုပ်ထားတယ်ဒီလိုမျိုးလက်ဆုပ်ထားတယ်လက်တီးဆုပ်ထားတယ်ပြီးရင်ဒီชูใจရဲ့လက်ထဲမှာကပါရှိတာလေအဲ့နဲ့မာနီယာတီးချင်တော့သူ့ရဲ့လက်ထဲမှာပါရှိလဲဆိုတာကိုမာနီယာတောင်းပြီးတော့မှကြည့်တယ်တောင်းကြည့်တဲ့အချိန်ကျတော့ชูใจကလက်ကိုဖြန့်ပေးတယ်ဖြန့်ပေးလိုက်တဲ့အချိန်ชูใจဒီမာနီယာကျတော့သူ့ရဲ့လက်ကိုကြည့်လိုက်တယ်အဲ့လိုပေါ့နော်အဲ့ဆိုရင်ဒီချိန်နဲ့တူလိုက်ဖတ်မယ်နော်ชูใจกำมือชูใจกำอะไรในมือชูใจกำอะไรในมือมานีขอดูมือชูใจมีอะไรในมือชูใจแบมือมานีแลดูมือชูใจกำมือชูใจกำอะไรในมือมานี่ขอดูมือชูใจมีอะไรในมือชูใจแบมือมานี่แลดูมือชูใจโอเคภาษาကပြီးသွားပြီဆိုရင်သူရဲ့လက်ကျင့်ခန်းပိုင်းလာကြည့်အောင်လက်ကျင့်ခန်းကိုแบบฝึกလို့ခေါ်တယ်แบบฝึกလက်ကျင့်ခန်းให้อ่านว่าโลภะปะขอโลภะปะအဲ့ဆိုဖတ်မယ်ขอกกงองจจตตนนททปปยรพพวสหဒီနေရာမှာသူတို့ရဲ့အတန်တွေကအတန်မြင့်အုပ်စုဖြစ်တဲ့အတွက်ကြောင့်တခြားလူတွေနဲ့အတန်ကကွဲမယ်နော်ဒီဟာကခေါ်စောဟောဒီကျန်တဲ့ဟာတွေကကြတော့ကောငောအဲ့လိုအတန်ထွက်ဖြစ်မယ်နော်သူရဲ့အတန်ထွက်ကိုတေချာကြည့်ဆိုင်ရမယ်နောက်တစ်ခုဒီဟာให้อ่านว่ามออือมือလို့ဖတ်ပါအမှန်တကယ်ဆိုဒီဟာကစရအเนาะဒီဟာကစရมออือมือถออือถือหออือหือรออือรือဒီမှာလဲถออือถือအတန်ကမတူเนาะหออือหือအတန်မတူတော့အတန်မြင့်အုပ်စုเนาะနောက်ထပ်ကြည့်မယ်ให้อ่านว่าบอแบလို့ဖတ်ပါบอแบปอแปกอแกจอแจมอแมหอแหขอแขถอแถสอแส
ချောအဲချဲဖောအဲဖဲလောအဲလဲရောအဲရဲခေါ်အဲခဲဝေါ်အဲဝဲဒီမှာအတန်မြင့်က၄လုံးရှိမယ်နော်ဒီဟာကိုအဝါရောင်ဝိုင်းထားပေးတယ်အဲဆိုရင်ဒီဖတ်စာခွန်ရဲလေးကျင့်ခိုင်းရောတခါလေးပြီးတော့ရင်နော်